သမီးကတူတူလေးပဲနော်ဒီမှာဘယ်နှစ်တောင်ထားတာ 9 နှစ် 9နှစ်မညက်ဘူးနော်မိရညက်ချင်တယ်နော်မိရမညက်ခိုင်းအဖျားလေးကတော့နည်းနည်းရှူတာလေးတော့နည်းနည်းပြီးကြလိုက်နော်ဒါဆေးထည့်တာပြီးသားဆိုတော့သမီးကနည်းနည်းတော့ဝစ်နေပြီနော်အရန်တော့မပွားတော့အဖျောက်သက်ဆွဲဖို့ပဲကြံတော့တယ် rebound လုပ်မှာသူကဖျောက်စစ်စင်းလေးပေါ့နော်ရှည်ကြီးဆိုတော့လေဟာတောင်းဆိုချင်သေးတယ် ကျောင်းစီဖြစ်လို့ ဆရာမစစ်ပြတယ်လို့လို့โอเคလလလေးလုပ်ပေးမယ်ရှေးဆိုတော့ဆန္ဒလည်းမပြတ်စီအောင်လို့တေချာလေးထိတ်သိမ်းပြီးတော့လုပ်ပေးမယ်နော်ဟုတ်ကင်မရာလေးချက်လိုက်ကြည့်လိုက် လေးမလွင်နေတဲ့မြတ်သားသောနဲ့ဆိုင်ခွင့်ရခြင်းလေတကယ်ဆိုရင်ဝဝင်းကလမ်းကြည့်ပြီးရင်နဲ့နူးညံ့နဲ့လွတ်နေုံလေးပဲဟိုင်းမသားဆိုပြန်ငိမ့်နေလိုက်ပါမယ်ချလာရင်နာချင်မဲ့ငါသိအဲ့ဆိုရင်မခင်တွေ့အောင်လုံးလုံးမဲ့ချောင်းရင်မင်းစီမရှာတော့မတွေ့ခ